အသက်သေဆုံးနိုင်ခြင်း85ရာခိုင်နှုန်းလောက်ထိမြင့်မားတဲ့နီပါဗိုင်းရပ်စ်ကိုဘယ်လိုကာကွယ်ကြမလဲအားလုံးပဲမင်္ဂလာပါကျမ်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့သေဆုံးနိုင်ခြင်း40ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းလောက်ထိမြင့်မားတဲ့နီပါဗိုင်းရပ်စ်အကြောင်းကိုပြောပြချင်ပါတယ်လက်တလောအိန္ဒိယနိုင်ငံမှာတကြော့ပြန်လည်ဖြစ်ပွားနေတဲ့နီပါဗိုင်းရပ်စ်ကြောင့်အိန္ဒိချင်းနိုင်ငံဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်းအထူးသတိထားဖို့လိုအပ်ပါတယ်အထူးသဖြင့်နေဆက်ဒေသနဲ့တောတောင်ထူထပ်တဲ့နေရာတွေမှာနေထိုင်ရသူတွေအနေနဲ့ပိုပြီးဂရုစိုက်သင့်ပါတယ်။နီပါဗိုင်းရပ်စ်ဆိုတာပါလေ။ဒီဗိုင်းရပ်စ်ဟာတရိတ်ဆန်အထူးသဖြင့်လင်းနိုးကနေလူကိုကူးစက်တတ်တဲ့ဗိုင်းရပ်တစ်မျိုးဖြစ်ပါတယ်။လက်ရှိမှာဒီဗိုင်းရပ်စ်အတွက်တိကျတဲ့ကုသဆေးနဲ့ကာကွယ်ဆေးမရှိသေးတာကြောင့်ကူးစက်ခံရပြီဆိုရင်အသက်သေဆုံးနိုင်ခြင်း40ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းလောက်ထိမြင့်မားပါတယ်။နီပါဗိုင်းရပ်စ်ရဲ့နောက်ခံသမိုင်းကြောင်းကိုလည်းနည်းငယ်ပြောပြချင်ပါတယ်။နီပါဗိုင်းရပ်စ်ကိုပထမဆုံးစတင်တွေ့ရှိတာကတော့1998ခုနှစ်မှာမလေးရှားနဲ့စင်ကာပူမှာရှိတဲ့ဝက်မွေးမြူရေးလုပ်သားတွေစီမှာစတင်တွေ့ရှိခဲ့တာပါ။2018ခုနှစ်မှာတော့အိန္ဒိယနိုင်ငံတောင်ပိုင်းခေရီလာပြည်နယ်မှာကူးစက်မှုတွေစတင်ခဲ့ပြီးအဲ့ဒီအချိန်ကစလို့နီပါဗိုင်းရပ်စ်ကြောင့်သေဆုံးသူဒါဇင်နဲ့ချီပြီးရှိခဲ့ပါတယ်။အခုချိန်မှာတော့အိန္ဒိယမှာဒီဗိုင်းရပ်စ်ဟာတကြော့ပြန်ဖြစ်ပွားလာခဲ့ပြန်ပါတယ်။ဘလို့နည်းတွေနဲ့ကူးစက်နိုင်တယ်လဲလင်းတို့ကိုက်စားထားတဲ့အသီးတွေလင်းတို့ရဲ့တွေဒါမှမဟုတ်စီးတွေပေးကျန်နေတဲ့အသီးတွေကိုမဆေးပဲစားသုံးမိခြင်းညဘက်လင်းတို့တွေလာရောက်တောက်တုံထားတဲ့ထရည်အစိမ်းတွေကိုတောက်တုံမိခြင်းဗိုင်းရပ်စ်ပိုးရှိတဲ့ဝက်ဒါမှမဟုတ်တခြားတိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်အရည်တွေနဲ့ထိတွေ့ခြင်းယောဂရှိသူရဲ့နှာရည်တွေသွေးတို့နဲ့ဓာတ်ရိုက်ထိတွေ့မိခြင်းလူနာကိုပြုစုဆောင်ရှောက်ရာတွင်နှာခေါင်းစည်းလက်အိတ်စတဲ့အကာအကွယ်တွေမပါခြင်းစတဲ့အကြောင်းအရာတွေကနေတဆင့်နီပါဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။နီပါဗိုင်းရပ်စ်ကူးစက်ခံရရင်4ရက်မှ14ရက်အတွင်းတချို့ဖြစ်ရများမှာ45ရက်အတွင်းလက္ခဏာတွေစတင်ပြတတ်ပါတယ်။ယောဂလက္ခဏာတွေကိုအပိုင်း2ပိုင်းခွဲခြားနိုင်ပါတယ်။အပိုင်း1အစောပိုင်းလက္ခဏာများတာမန်တုပ်ကွေးနဲ့ဆင်တူပါတယ်။အစပိုင်းမှာတာမန်ဖျားနာတာနဲ့ခွဲခြားရခက်တတ်ပြီးအောက်ပါတို့ဖြစ်ပွားနိုင်ပါတယ်။အပြင်းဖျားခြင်းပြင်းထန်စွာခေါင်းကိုက်ခြင်းကြွက်သားများနာကျင်ကိုက်ခဲခြင်းအော့အန်ခြင်းလေချောင်းနာခြင်းအပိုင်း2ပြင်းထန်လာတဲ့လက္ခဏာများအသက်အန္တရာယ်ရှိနိုင်ပါတယ်။ဗိုင်းရပ်စ်ကအသက်ရှူလမ်းကြောင်းနဲ့အုံနောက်ကိုတိုက်ခိုက်တဲ့အတွက်နောက်ဆက်တွဲပြင်းထန်တဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများအသက်ရှူရခက်ခဲခြင်းအသက်ရှူကျက်ခြင်းနမိုးနီးယားအဆုတ်ရောင်ဖြစ်ခြင်းအုံနောက်ရောက်ခြင်းလက္ခဏာများအလွန်အမင်းမှိန်းနေခြင်းသို့မဟုတ်မူးဝေခြင်းစိတ်ရှုပ်ထွေးခြင်းစိတ်ကြောင်ကြမ်းဖြစ်ခြင်းတက်ခြင်းနဲ့သတိလစ်ခြင်းအစရှိတဲ့ယောဂလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။ယောဂလက္ခဏာပြင်းထန်တဲ့သူတွေမှာ24နာရီကနေ48နာရီအတွင်းသတိလစ်ပြီးမေ့မျောကိုမာဖြစ်တဲ့အဆင့်ထိရောက်သွားနိုင်ပါတယ်။တချို့လူတွေမှာယောဂပျောက်ကင်းသွားရင်တော့စိတ်နေစိတ်ထားပြောင်းလဲတာဒါမှမဟုတ်ခဏတက်တာမျိုးနောက်ဆက်တွဲဝေဒနာတွေအဖြစ်ကြံခဲ့တတ်ပါတယ်။တကယ်လို့အထက်ပါလက္ခဏာတွေခံစားရပြီးမိမိကလင်းတို့ဝက်တွေနဲ့ထိတွေ့မိတာဒါမှမဟုတ်ယောဂဖြစ်ပွားရာဒေသကလာသူတွေနဲ့ထိတွေ့မိတယ်လို့တန်တရားရှိရင်နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးတွားရောက်ပြသဖို့လိုအပ်ပါတယ်။နီပါဗိုင်းရပ်စ်ဟာကူးစက်ခံရပြီဆိုရင်ကုသဖို့ရာဆေးမရှိသေးတာကြောင့်နီပါဗိုင်းရပ်စ်ကူးစက်မခံရအောင်ကြိုတင်ကာကွယ်လို့ရမယ့်နည်းတချို့ကိုပြောပြပေးခြင်းပါတယ်။လက်ကိုစက်ပြာနဲ့စနစ်တကျမကြာခဏဆေးကြောပါ။တစ်သီးများကိုတေချာတန့်စင်အောင်ဆေးပါ။လင်းတို့တွေနားထားတဲ့ထိပ်ရည်ဓနိရည်တွေကိုတောက်သုံးခြင်းမှရှောင်ခြင်းပါ။လင်းတို့နဲ့ဝက်များရှိရာနေရာများကိုရှောင်ခြင်းပါ။လူနာပြုစုဆောင်ရှောက်သူများအနေနဲ့နှာခေါင်းစည်း mask တပ်ပါ။လက်အိတ်သုံးပါ။လူနာရဲ့ကိုယ်ခန္ဓာအရည်များနဲ့ထိတွေ့မှုကိုအထူးရှောင်ခြင်းပါ။နီပါဗိုင်းရပ်စ်ဟာသေဆုံးမှုနှုန်းမြင့်မားတာကြောင့်မဖြစ်ခင်ကကာကွယ်ပါဆိုတဲ့အတိုင်းသတိထားနေထိုင်ဖို့လိုပါတယ်။အထူးသဖြင့်တောတောင်ဒေသတွေနဲ့အိန္ဒိယနယ်စပ်နဲ့နီးစပ်သူတွေအနေနဲ့အစားအသောက်နဲ့တန့်ရှင်းရေးကိုပိုမိုဂရုစိုက်ကြဖို့တိုက်တွန်းချင်ပါတယ်။ဒီလောက်ဆိုရင်တော့နီပါဗိုင်းရပ်စ်အကြောင်းနဲ့ဘယ်လိုမျိုးကာကွယ်သင့်လဲဆိုတာကိုအနည်းငယ်သိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။